ညာနာတဲ့တီမျက်စိမိတ်ပြီးအေးရဝဲလဲအိမ်မရဖြစ်နေပြန်ပြီမဟုတ်လားဖုံးကန်ပြီးတော့အဆက်မပြတ်ဆွဲလိုက်ပုတ်လိုက်လုံးနေရင်အခုချိန်ဆိုရင်နိုင်လက်တန်2 နာရီ3 နာရီလောက်ကိုညှိုးနေလောက်ပါပြီကိုအိတ်ရှင်နေရလို့ပြောနေပြန်မဲ့ခဏကိုကလက်မခံဘူးအော်နောက်ကလည်းပါတီပွဲပေးနေလို့နဲ့အိမ်မရလိုက်တဲ့ညရီရှိကြလားဒါဆိုရင်တော့ဒီညတော့မိတ်ဆွေတို့အတွက်အကောင်းဆုံးအိပ်ပျော်စေမယ့်နီးလန်းတွေကိုကျွန်တော်ကမျှဝေပေးချင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့လည်းတိုက်တွန်းပါတယ်လူတော်များများရဲ့အင်းတွေ့ရခြင်းရဲ့အဓိကအကြောင်းအရာစွန့်ရင်ပူပန်စိတ်များခြင်းနဲ့အတွေးလိုခြင်းကြောင့်ဖြစ်တယ်လို့တွေးရပါတယ်ဒါကြောင့်ဒီလိုအခြေအနေတွေကိုချော်ဖြတ်ဖို့ကအလွန်ရေးပါတာကြောင့်ကျွန်တော် research လုပ်ထားပြီးတော့ကိုယ်တိုင်ဆက်သက်ခဲ့တဲ့နီးလန်းတွေကိုပြောပြပေးပါမယ်အိယာမွဲကမှာ15မိနစ်လောက်အကျော်လျှော့ပေးပါအကျော်လျှော့ခြင်းကကျွန်တော်တို့ခန္ဓာကိုယ်ကိုပြောင်းစေပြီးတော့အိတ်ဆက်ရမှာကောင်းကောင်းထောက်ကူပြုပေးပါတယ်အိယာအတွင်ပြင်းဟုတ်ပါတယ်ကျွန်တော်တို့အိမ်မက်နေရတဲ့အတွင်မြင်ကကောင်းကောင်းအိတ်ဆက်နိုင်ဖို့တော့အရေးပါပါတယ်ရှုပ်ပွားနေတဲ့နေရာထက်တန်ရှင်းနေတဲ့နေရာဟာကျွန်တော်တို့ရဲ့စိတ်ကိုပြီးချမ်းမှုပေးပါတယ်ဒါကြောင့်အိယာမွဲကမှာအိယာကိုဖုံးခွာတာပဲဖြစ်ဖြစ်တန်ရှင်းခဏလောက်တာပဲဖြစ်ဖြစ်လုပ်ပေးတတ်ပါတယ်လေဝင်လေထွက်ကောင်းအောင်ထားပေးနိုင်ရင်တော့ပို့ပြီးတော့နှိမ့်ချက်ချက်အိပ်ပျော်စေပါတယ်အပေါ်ကနှစ်ချက်လုံးလုပ်ပြီးတော့အိယာပေါ်ရောက်တဲ့အခါမှာနောက်ထပ်လုပ်ရမယ့်ချက်ကတော့ဖုံးကိုမိမိနဲ့ဝေးတဲ့နေရာမှာထားပေးပါအနားမှာထားရင်မှဖြစ်မဲ့လူတွေအတွက်ကတော့အတက်နိုင်ဆုံးဖုံးကိုမကြည့်မိအောင်ယူဆိုင်ပြီးလိုအပ်ပါတယ်မဟုတ်ရင်တော့အိတ်ဆက်ရမှာနောက်ရှစ်ဖြစ်စီမှတေးကြပါပဲကျွန်တော်တို့ကမအိတ်ခင်မှာဖုံးခဏကြည့်လိုက်ခြင်းကကျွန်တော်တို့ရတွေးတွေကိုကျွန်တော်တို့မြင်ခဲ့တဲ့မြကိုပြန်လဲတက်တစေပြီးတော့မအိတ်ခင်အချိန်နဲ့ဖုံးတော့ခုံးကြည့်မဲ့အချိန်ကိုအနည်းဆုံး15မိနစ်ချပေးတင်ပါလေနောက်ထပ်တစ်ချက်ကတော့တကယ်ရေးပါဆုံးချက်ပါပဲဒါကတော့အသက်ရှူတဲ့ပုံစံပါအသက်ရှူတဲ့ပုံစံပေါ်မူတည်ပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုချင်းစီကိုတက်တာဖြစ်စေပါတယ်ဒါဆိုရင်ဘလို့အသက်ရှူရမလဲဆိုရင်တော့လေကိုဝါဝါရှူသွင်းလိုက်ပါပြီးရင်လေကိုတိတိကျကျပြန်ထုတ်လိုက်ပါအသက်ရှူထုတ်လိုက်တဲ့အခါမှာလေလေရဲ့ထွက်သွားတဲ့ပုံစံလေရဲ့ဝင်သွားတဲ့ပုံစံကိုခံစားပေးပါဒီလိုပုံစံနဲ့မျက်စိမိတ်ပြီးတော့ဆက်လုပ်ပေးနေပါဒါကတော့နောက်ဆုံးချက်ပါဒီချက်ကိုကြော်လာနိုင်ရင်အိပ်ပျော်ဖို့က80%တိကျသွားပါပြီကျွန်တော်တို့ရဲ့အတွေးတွေတောင်ရောက်မဲ့မဖြစ်အောင်ထိန်းချုပ်နေပါရဲ့ဆိုရင်စိတ်တွေများနေတာပဲဖြစ်ဖြစ်ပူပန်နေတာပဲဖြစ်ဖြစ်ဒီနီလန်းကအကောင်းဆုံးနဲ့အလုပ်ဖြစ်ဆုံးဖြစ်ပါမယ်နီလန်းကတော့ရိုးရှင်းပါလေတင်ဟာအခုစောင်းစားမရှိရဲ့ပင်လယ်ပင်ကြီးတွေကလေလေးတစ်စင်းပေါ်မှာရှိနေရလို့ခံစားလိုက်ပါဘေးပတ်လည်မှာလည်းရေတွေပဲရှိနေပြီးတော့ထိုလေလေးပေါ်မှာတင်ဟာလဲလောင်းနေရလို့ခံစားပြီးတော့အတက်ကိုပုံမှန်ရှုထုတ်လေးလုပ်ပေးပါအခြားအတွေးတွေဝင်လာရင်လည်းချက်ချင်းရက်တန်ပြီးတော့လေလေးစီကိုပဲအတွေးတွေကိုပြန်ယူဆောင်ပေးပါထိုနည်းနဲ့တင်ရဲ့စိတ်ပူပန်ခြင်းနဲ့အတွေးလုံးညင်းတွေကိုထွင်းချုပ်ကြည့်လိုက်ပါဒါကတော့ကျွန်တော်ရှာဖွေထားတဲ့အကောင်းဆုံးအိပ်ပျော်နည်းအစစ်စစ်ဖြစ်ပြီးတော့အချင်းချုပ်အားဖြင့်တစ်ခါကြံပေးရရင်မအိတ်ခင်ကြောလျှော့ပေးပါအိယာကိုတနက်ရှိရှိထားပါဖုံးနဲ့ဝေးရမှာနေပါအသက်ရှူတဲ့အခါမှာတတိထားပြီးရှူပေးပါပြီးတော့အတွေးတွေကိုထိန်းချုပ်ပါကျွန်တော်ကိုယ်တိုင်လည်းလာပေါင်းများစွာအိမ်မပြောခဲ့ပဲအေးဆေးတွေကိုမိကိုခဲ့ရဘူးပါနဲ့နောက်ပိုင်းမှာကျမရဲ့အတွက်အေးဆေးတွေကိုရှောင်ပြီးတော့အပေါ်ကလိုလေ့ကျင့်ခန်းနေနဲ့စတင်စူးစမ်းခဲ့ပါတယ်အိတ်ဆက်ခြင်းကဘဝမှာအရင်ကြီးပါတော့မို့ကျွန်တော်တို့ခန္ဓာကိုယ်နဲ့စိတ်နှလုံးကိုအနားပေးဖို့အိတ်ချင်ကိုယူဆိုင်ဖို့လိုအပ်ပါတယ်အခုကစပြီးတော့အိမ်မပြောတဲ့ညတွေကိုကြော်ဖြတ်ပြီးတော့မနက်ခင်းစောစောရဲ့လေအေးလေးကိုရှူရှဲနိုင်ကြပါစေခင်ဗျာကျွန်တော်ဗီဒီယိုလေးကနေအကျိုးဆုံးတွေရရှိခဲ့ရင်ဗီဒီယိုလေးကို like လုပ်ပြီး channel လေးကို subscribe လုပ်ပြီးခြင်းဖြင့်ကျွန်တော်ကိုကူညီပေးကြပါအောင်အားလုံးပဲအိမ်မက်လာလေးပိုင်ဆိုင်နိုင်ကြပါစေ